ဟဲနေမှာသမီးလေးရှိရလေပထွေးမထားတင်ဘူးနေမှာသားလေးရှိရလေနောက်အိမ်အောင်ပြုတင်ဘူးလူတွေကဝိုင်းပြီးပြောကြမှာပေါ့အထူးသဖြင့်အမျိုးတွေမိသားစုတွေဝိုင်းနှိမ်ကြတာပေါ့ကွယ် Official digital creator မင်္ဂလာပါအမရေ မင်္ဂလာပါ အိမ်ထောင်ကွဲအမျိုးသမီးတွေအနေနဲ့ပေါ့နော်ဒီနောက်အိမ်ထောင်ကိုဆက်ပြုတင်လားမပြုတင်ဘူးလားပေါ့နော်ပြီးရင်တယောက်တည်းပဲတောက်ပါတင်လားအမြင်လေးပြပြပေးပါဦးဟုတ်ကဲ့ရှင်အိမ်အောင်ကွဲအမျိုးသမီးတွေကပေါ့နော်များသောအားဖြင့်အိမ်အောင်ဆုံးသွားရင်ပဲဖြစ်ဖြစ်ကွဲသွားရင်ပဲဖြစ်ဖြစ်တစ်ခုလက်ဖြစ်သွားရင်ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေကအရင်တော့တက်ပို့ပြီးလှအောင်နေကြတယ်အရင်တော့ဆိုရင်ယောက်ျားအတွက်ဒီတာဝန်တွေလုပ်ပေးနေရတဲ့အချိန်မှာအခုအချိန်မှာယောက်ျားတာဝန်ထမ်းဆောင်စရာမလိုတဲ့အချိန်မှာတင်တန်းနေတက်တယ်အလုပ်တွေဝင်ရတယ်ကိုလှအောင်နေကြတယ်ဟဲနောက်လိန်လိုချင်နေလို့သိရမလားပြင်ဆင်တာလားဆိုတော့မဟုတ်ဘူးသူတို့ရဲ့ဘဝအတွက်ကိုသူတို့အချိန်ထွက်လာတာအချိန်ထွက်လာလို့သူတို့ပုံပြင်ဆင်ပြီးတော့တင်တန်းနေတက်နေကြတာအဲ့လိုတွိုင်းလာရင်းနဲ့ဒီလွတ်လပ်တဲ့အမျိုးသမီးတယောက်ကရီးစားရနိုင်တယ်သူတို့ကိုချစ်တဲ့ချစ်သူရနိုင်တယ်အချစ်စိတ်ကြောင့်ဟုတ်လားမဟုတ်လားတော့ပဲသိနိုင်မလဲဟုတ်လားဒီအမျိုးသမီးရဲ့အလှပကြောင့်လည်းဖြစ်နိုင်လို့ဒီအမျိုးသမီးရဲ့ပတ်စံငွေကြေးကြောင့်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီအမျိုးသမီးကိုတကယ်ချစ်မြတ်လို့လည်းဖြစ်နိုင်တယ်ရလာပြီဆိုလို့ရှိရင်အားလုံးကဝိုင်းပြောကြဟဲနေမှာသမီးလေးရှိရလေပထွေးမထားတင်ဘူးနေမှာသားလေးရှိရလေနောက်အိမ်အောင်ပြုတင်ဘူးလူတွေကဝိုင်းပြီးပြောကြမှာပေါ့အထူးသဖြင့်အမျိုးတွေမိသားစုတွေဝိုင်းနှိမ်ကြတာပေါ့ကွယ်ဟုတ်လားအရင်ယောက်ျားနဲ့ကိုရှင်ပြီးတော့နှိမ်ကြတာပေါ့ကွယ်ဆုံးသွားတဲ့ယောက်ျားကွဲသွားတဲ့ယောက်ျားနဲ့ရှင်ပြီးတော့ဝိုင်းနှိမ်ကြတဲ့အချိန်မှာအမျိုးသမီးလေးအနေနဲ့အရန်ဒုက္ခရောက်တယ်ဟုတ်ကဲ့ဒါပေမဲ့သူတို့တွေလည်းလူပဲသူတို့လည်းအသွေးသားနေပဲသူတို့စိတ်လုံခြုံမှုလိုချင်တယ်သူတို့သွားတယ်လာတဲ့အခါမှာဆိုလို့ရှိရင်သူတို့အတွက်ဘေးကနေပြီးတော့အားပေးပေါ်လေးလိုချင်တယ်ဟုတ်ကဲ့ပြီးကြတဲ့ဒီမျိုးသမီးတွေအနေနဲ့ကအဆင့်အတန်းမြင့်တဲ့အမျိုးသမီးတွေဒီငွေကြီးမလိုဘူးဘာလို့သူတို့ကသူရှာနိုင်တယ်ဒီခေတ်မှာသူတို့ကစိတ်သက်ခွန်အားပေးနိုင်တယ်လူလိုတယ်ငွေခွန်အားပဲဖြစ်ဖြစ်စိတ်သက်ခွန်အားပဲဖြစ်ဖြစ်တင့်တော်တဲ့လူကိုရွေးချယ်ကြတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကမတင့်တော်ဘူးဆိုပြီးဝိုင်းပြောကြဘေးပတ်ဝန်းကျင်ကတော့စိတ်ပူလို့ပြောကြတာပေါ့ဟုတ်ဒါပေမဲ့ဒီအမျိုးသမီးဒီအရှိမသူ့အတွက်16 years ရာတခုသူကြုံခဲ့ပြီးပြီတေဆုံးသွားပြီဆိုလို့ရှိရင်တေကွဲရတဲ့စိတ်ဆင်းရဲမှုတခုလက်ဖြစ်သွားပြီဆိုလို့ရှိရင်ရှင်ကွဲရတဲ့စိတ်ဆင်းရဲမှုတွေသူခံပြီးပြီသူ့မှာပျော်ရွှင်မှုလေးခံစားခွင့်မရှိဘူးလားဟုတ်ရှိတယ်เนาะအဲ့တော့ခဏလောက်လှုပ်ပေးလိုက်ပါသူပျော်ပါစေသူ့ကိုလိန်သွားတယ်ညာသွားတယ်ဆိုရင်တောင်မှသူ့ရဲ့ခဏတာပျော်ရွှင်မှုလေးတွေသူစိတ်ချမ်းသာနေမှာပါဒါကြောင့်မို့လို့တခုလက်တို့မုံဆိုးမတို့တရားလေးရီးစားထားခွင့်ရှိပါတယ်အိမ်အောင်ပြုတ်တယ်မပြုတ်ဘူးကတော့နောက်ပိုင်းမှာပေါ့ဟုတ်တယ်เนาะအဲ့တော့ရီးစားတော့ထားခွင့်ရှိပါတယ်အဲ့အတွက်မနှိမ်ပါနဲ့အရင်ယောက်ျားတွေနဲ့လည်းမရှင်ကြပါနဲ့အဲ့ဒါလေးပဲလာတော့ပြောပြချင်ပါတယ်